အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ရက်ွက်ထဲမှာရှိတဲ့ကုံကာဆိုတဲ့ဆိုင်လေးမှာနီးလေစာသွားစားပြစ်ခဲ့ပါတယ်ကုံကာဆိုတာဆိုင်နာမည်တော့မဟုတ်ဘူးပေါ့နော်ကုံဆိုတာထမင်းကားဆိုတာကြက်သားကိုဆိုလိုတာဖြစ်ပါတယ်ဗီယက်နမ်တွေကသူတို့အဓိကထားပြီးရောင်းတဲ့အစားအစာရဲ့နာမည်ကိုရှေ့ဆုံးမှာရေးရကြတယ်ပေါ့နော်ပြီးကြမှာသူတို့ရဲ့နာမည်ကိုနောက်မှာရေးတာဖြစ်ပါတယ်ဒါကတော့ကျမဗီယက်နမ်မှာသတိထားမိတဲ့အချက်လေးပါဒါကတော့ကျမမှာထားတဲ့ထမင်းကြော်နဲ့ကြက်သားကြော်ပါဒါကတော့ကြာညွန့်နဲ့ကြက်တောင်မှန်ကိုပြန်ပြီးကြော်ထားတာပါဒါလေးကလည်းထမင်းကြော်ပါပဲဒါကတော့ရင်းကြီးဟင်းကြော်ပါသူလည်းတောက်လို့ကောင်းပါတယ်စားကြပါအောင်ရှင်ကျမအရင်ကလည်းဒီဆိုင်လေးကိုလာစားဖို့ပါတယ်ဒီမှာကြက်သားနဲ့ရတဲ့တခြားဟင်းတွေလည်းရတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ကြက်ကြော်နဲ့စားရတာကိုပိုကြိုက်ပါတယ်အခုကျမစားနေတဲ့ကြက်ကြော်နဲ့ထမင်းကြော်ဆိုလို့ရှိရင်ဗီယက်နမ်တောင်3000ပဲပေးရပါတယ်ကျမတို့ရက်ွက်ထရဆိုင်လေးတွေကခန်းခန်းနားနားတော့မရှိဘူးပေါ့နော်ဒါပေမဲ့အရသာတော်တော်ကောင်းပါတယ်ကျမဆိုင်ရွေးပြီဆိုလို့ရှိရင်local အထိုင်များတဲ့ဆိုင်ပြီးတော့ကျတော့ဈေးနှုန်းရေးထားတဲ့ဆိုင်တွေကိုရွေးရများပါတယ်ဘာလို့လဲဆိုတော့ကျတော့ကျင်းထက်ခံရတာလည်းရှောင်နိုင်အောင်ပေါ့နော်local အထိုင်များတဲ့ဆိုင်ကပို့ပြီးတော့လဲစားကောင်းတယ်ပြီးတော့ကျတော့ဗီယက်နမ်အရသာစစ်စစ်ကိုလည်းရပါတယ်ဗီယက်နမ်ကိုလာလေလို့ရှိရင်ကိုကဝက်သားလည်းမစားဘူးအမဲသားလည်းမစားဘူးဆိုလို့ရှိရင်တော့ကုံကာလို့ရေးထားတဲ့ဆိုင်ကိုတော့ဝင်စားလိုက်ပါတေချာပေါက်ကြက်သားရပါလိမ့်မယ်ဟုတ်ကဲ့ပါကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်